အခုကတော့နေ့လေစာစားမလို့ပဲဖြစ်ပါတယ်ဟောကျမအင်ကြီးလဲပြီးသူတို့ကအင်ကြီးမလဲရသေးပါဘူးလဲနိုင်ဘူးလောက်မလုံးမနိုင်ဘူးအကွင်းညော်တယ်ဘူးလောက်မလုံးမနိုင်ဘူးဘာကြောဟဲ့ကွင်းကြော်လို့မန္တလေးကဆိုဘုရားဘုရားကြောပါအေးဟောဒီမှာဘုရားကြောမသိဘူးကြောပါနေလိုက်တာအေးကျန်ကုန်နေလိုက်တာမလေးကျန်ကုန်နေလိုက်တာသူတို့ကနေရောက်ပေါင်းပြီးတော့ဟုတ်တက်လိုက်တာဟောစားမလို့ဘာစားမှမှန်နေရောခမှန်နေရောခွာပြီးလိုက်တော့ရှင်သားရောရတယ်တက်ဆောက်တက်တာလုံးပါကဲအဲ့ဆိုရင်အခုဟင်းရွေးလိုက်အောင်ဟင်းဟုတ်ပါဘူးစားမဟာဒီလိုတုံးခွေးပေးလိုက် မန်နူးရွေးမှာနေရတုံးရွေးလားစမ်းစီနေရတုံးရွေးဆိုရင်ဗစ်တာတုံးရွေးဆိုရင်လက်ဆွေးကမတူတာမှကြမယ်အဲ့မှာလဲစားနေရဦးမင်းပါလိုက်တော့အုတ်နမင်းဟုတ်တယ်မင်းပါလိုက်ရတယ်ပါငါအဓိကဟိုဟာစားကျင်တာပါအောင်ရတယ်ဘိုက်စားနေဟုတ်တယ်ငါကကျတော့အဓိကဟိုဟာစားကျင်တာဂျေးမဆန်စားကျင်တာဖြစ်တယ်ဒီပဲမှာပြီးပြောပါပြီအဲ့ကြတော့ဘာမှ40ထမင်းတော့စားမယ်အဲ့ဒါဟောနင်တို့ကကြမှားတယ်ငါ့ကိုစားနေတယ်တော့အေးကောင်းတယ်တော့ကပတ်စားဘာမှ40ထမင်းတော့ကိုကြက်ဥချောင်းနဲ့ပေးအဲ့ဒါလေးကောင်းနော်ကလေးနော်ဟုတ်ကဲ့မှန်ပါပေါ့ကလေးတို့ဟာလည်းကြွေကိုပြန်ပြီးတော့လို့ကလေးစားပါလေအကုန်ပတ်စားပါလေအကုန်ပတ်စားကြရပြီရပါပဲလောက်တော့တော်အကျော်ပတ်ရှင်ဖြော်ရည်ဟောဒါလေးပြန်ကောင်းတယ်ဒီလားဘာလေးလဲတရဒီကုတယ်တရဒီကုတယ်အေးရပါပြီကလေးရဲ့မဲလေကလေးတဲ့ဆိုင်ကိုရောက်နေရဆိုဘာမှလည်းဖေးလေပဲတောင်းလိုက်မယ်နော်ဘူးဆက်လိုက်တာကိုရမ်းဆက်သွားလားဘူးတူနွေသူကတူနွေစားတယ်ဆွေတို့ကဒီနေ့အဲ့လိုမျိုးအကုန်လုံးဒီလိုမျိုးပေါ့ကွာညပြီးတော့ share ပြီးတော့ sharing is caring သူကလည်းကိုကလည်းအဲ့လိုမျိုးစားကြမှာပေါ့နော်တူတို့မငါဟိုကစားချင်ဒီ sauce ကိုများများလေးစားချင်တာလေးစားချင်စားရှိုင်းမှာထားတဲ့အုံသမင်းမှာနည်းနည်းယူစားမယ်ချက်သားနဲ့ပါဒါလေးတော့စီးမှာထားတဲ့သမင်းတုပ်ချက်ဥကြောင်းကြော်နဲ့